You are listening to Shan Women Podcast ขับขึ้นลอยซุ่มกับสันลองยิงได้အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ရှမ်းဝူမပေါ့ကတ်စီစဉ်မှာကြိုးစိုးနှခွန်းဆက်သားလိုက်ပါတယ်ရှင်။နေ့စဉ်ဘဝမှာအစင်မပြေမှုတွေစိတ်ညစ်စရာတွေမျောလင့်တယ်လို့ဖြစ်မလာတဲ့ကိစ္စတွေနဲ့ရင်ဆိုင်နေရလို့စိတ်သက်ကြနေပါသလား။ဒါဆိုရင်တော့ဒီနေ့ပြောပြပေးခြင်းနဲ့စာအုပ်ကလေးကတင်တဲ့အကိုက်ညီဆုံးဖြစ်နေမှာပါ။ဒါကတော့စာဖတ်သူတွေရဲ့ရင်ထဲမှာအားစိတ်တစ်ခွက်လိုဖြစ်စီခဲ့တဲ့ဇင်ဖုံးတော်ကြီးရှမီယိုမဆူနိုရေးသားထားပြီးတော့စာရေးဆရာလူချိုဘာသာပြန်ထားတယ်။ဘာဖြစ်ဖြစ်စိတ်မငြင်းနဲ့ဆိုတဲ့စာအုပ်ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒီစာအုပ်ထဲမှာဆိုရင်တော့စာရေးသူကကျမတို့ရဲ့ဘဝမှာဘာပဲဖြစ်ဖြစ်စိတ်မငြင်းဖို့နဲ့စိတ်သက်မကြဖို့စာမျက်နှာတိုင်းမှာနှွေးထွေးတဲ့စကားလုံးတွေနဲ့လက်တွဲခေါ်ယူထားပါတယ်။ဘဝဆိုတာအမြဲတမ်းတာယာဖြောင်းဖြူနေတာမှမဟုတ်တာမုံတိုင်းတွေအခက်ခဲတွေဆိုတာဘဝရဲ့အစိတ်ပိုင်းတစ်ခုပါပဲရှင်။ဒါပေမဲ့အတိကကြတာကဖြစ်ပျက်သွားတဲ့အခြေအနေထက်အဲ့ဒီအခြေအနေပေါ်ကျမတို့တုံ့ပြန်တဲ့စိတ်သက်ပဲဖြစ်ပါတယ်။စာရေးဆရာကဒီစာအုပ်ထဲမှာဘဝရဲ့အနေအမြင့်တွေကိုရွှေရှင်ပြီးတဘဝကြတဲ့တာတကားတွေနဲ့ရှင်ပြီးတော့ရေးသားထားတာမို့ဖတ်ရတာအလွန်လွယ်ကူတယ်လို့ရင်ကိုလည်းတိုက်ရိုက်ရောက်စေပါတယ်ရှင်။စာအုပ်ထဲမှာပေးချင်တဲ့အရေးကြီးဆုံးသတင်းစကားအချို့ကိုပြောရမယ်ဆိုရင်တော့အတိတ်မှာတောင်းတင်မနေပါနဲ့လို့ရေးသားထားပါတယ်။ဒါကဘာလို့ဆိုလို့လဲဆိုတော့ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုပြပြင်လို့မရတော့တလို့မရောက်သေးတဲ့အနာဂတ်ကိုလည်းကြိုပြီးတော့ပူပန်မနေပါနဲ့။လက်ရှိချိန်ဒီမှာပဲအကောင်းဆုံးရှင်းတန်ပါလို့ရှင်းပြထားပါတယ်ရှင်။နောက်တစ်ခုကတော့ပြဿနာတိုင်းမှာထွက်ပေါက်ရှိတယ်။ဘာပဲကြုံအချိန်တန်ရင်လွန်မြောက်သွားမှာဖြစ်ပါတယ်။ဒါကလည်းခဏပါဆိုတဲ့စိတ်နဲ့ရင်ဆိုင်လိုက်ပါလို့အပေးထားပါတယ်ရှင်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့မိမိကိုယ်ကိုချစ်ပါဘသူတွေကဘာပဲပြောပြောအခြေအနေတွေဘလောက်ပဲဆိုမိမိကိုယ်ကိုယုံကြည်မှုမပြောက်ပြတ်ပါစေနဲ့လို့စာရေးဆရာကဆိုထားပါတယ်ရှင်။အမောင်ဆုံးညက်နှက်တည်ပြီးရင်လေးလက်တဲ့မနှက်ဖြန်ဆိုတာအမြဲတမ်းရောက်လာစမြဲပါလို့စာရေးသူကအပေးထားပါတယ်ရှင်။ဒါကြောင့်ဒီနေ့မှာတင်ဘလို့အခက်ခဲမျိုးနဲ့ပဲရင်ဆိုင်နေရပါစေခဏလောက်တော့အနားယူလိုက်ပါအသက်ပြည့်ပြည့်ရှူသွင်းလိုက်ပါပြီးရင်တော့ကိုပြန်ပြောလိုက်ပါဘာဖြစ်ဖြစ်စိတ်မငြင်းနဲ့ဆိုပြီးတော့ပေါ့နောက်ကြရင်လည်းဒီလိုစိတ်ဝင်စားစရာအချက်လေးကိုဆက်ပြီးတော့ဝေမျှပေးသွားအောင်ပါဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေနောက်မှပြန်ဆောင်ကြပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်